မင်္ဂလာပါကျွန်တော်နေ့ဗီဒီယိုမှာကြာတော့ဘူဖြူရဲ့ mini lens ဆိုတဲ့ချင်းလေးဆိုလို့tutorial လုပ်ပေးသွားဖို့ကျွန်တော်ရေးချိန်ထားပါတယ်ဆိုတော့သူရဲ့ key ကတော့ကြည်ပါเนาะတန်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 ဆိုရတဲ့ရတယ်ပေါ့เนาะအဲ့ဆိုလို့ကျွန်တော်ဒီနေ့ tutorial လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့သူဒီပထမဆုံးလို့လာလဲဆိုတော့เนาะအဲ့ဒါဒီG ကိုကင်မယ်เนาะအဲ့မှာဆိုတော့ဂီတာမဝင်သေးဘူးပေါ့เนาะသူ DKBU နဲ့ဝင်တာပေါ့เนาะဒါပေမဲ့ကျွန်တော်ဂီတာနဲ့ပဲလုပ်လိုက်မယ်G ကိုကင်ပြီးတော့အဓိကပုံပြအသားပေးပြီးမင်းပေးပြီးကြည့်ရမှာဒီသင်ကြိုပေါ့เนาะပြီးရင်တုံးကြိုเนาะတုံးကြိုနဲ့ကွက်ပြီးရင်လွတ်ပြီးရင်လေးကြိုလိုเนาะမှာဒီကော့ကင်မယ်ဒီကော့ကင်ပြီးတော့လို့ပြောမှာနော်ဆိုတော့ဒါလေးရမလို့ထင်တယ်ဆိုတော့ဒီဆိုလိုဖက်ကိုသွားမယ်ဂီတာဆိုလိုဖက်ကိုနော်ဆိုဒီတုံးကြွရဲ့ခုနကွက်နဲ့ဟင်းကြွရဲ့ငါကိုကြည့်မယ်လက်ချက်ကြည့်မယ်တုံးကြွရဲ့ခုနကွက်မှာနော်တင်း1 ပေါ့နော်1 and 1ပြီးရင် system လို့ဒီမှာတော့ပါလာတော့နည်းနည်းတော့လက်ပေါက်ကတဲ့နည်းနည်းတော့မြန်တယ်နော်ရမနော်ဒီမှာတုံးကြွေးခုနှစ်ကွက်ညကြွေးငါကွက်လို့ပြီးရင်တုံးကြွေးငါကွက်နဲ့ရမနော်တုံးကြွေးငါကွက်ပြီးရင်ခုနှစ်ကွက်ပြင်လာမယ်ထီရမနော်ဆိုလာဆိုဖာဆိုလာဆိုဖာဆိုဖာနော်ဆိုဖာမီတူဒီreadyဒီဖော်လာတီးရတယ်လေးကျွဲခုနကမှာလာတီးရဲ့သူတွေကတော့ရှိတယ်ဒါပေမဲ့ဒီ original မှာဆိုတော့သူရဲ့ official music မှာဆိုတော့လို့ပဲတီးရနော်ဆိုတော့အဲ့တိုင်းပဲကျွန်တော်သွားမယ်ပြီးရင် soft family ဒီငါကွက်ကနေတုံးကျွဲငါကွက်ကနေလေးကို select တော့ဆက်မယ်ပြီးရင်လေးကျိုးရဲ့ငါကွက်တီးမယ်နော်ပြီးရင်မီဖာဆိုတုံးကျွဲရဲ့လေးကွက်ကနေပြီးရင်ငါကွက်တီးမယ်ပြီးရင်ခုကွက်ပြီးရင်ခုနလိုပဲအဲ့ဒါကိုတီးမယ်နော်ဒီညကျွဲငါကွက်ကိုတီးမယ်လို့ပေါ့နော်ခုနလိုပြန်လာတယ်ကြည့်ရပြီနော် ဆိုတော့ဖြည်းဖြည်းချင်းတီးကြည့်မယ်ထီရမယ်နော်ပြရနဲ့ဒီလာတာပါနော်ဒီလေးကျိုးရဲ့ခုနှစ်ကွက်ကိုလက်တိုင်နဲ့တီးမယ်ပြီးရင်သုံးကျိုးရဲ့လေးကွက်ကိုတင်တီးမယ်re mi fa sol la so fa mi fa sol la ti do ti la sol la so fa mi re fa mi re do mi re do လို့လာပါတော့သူဒီ shop ဘယ်လိုလဲဆိုတော့လေးကျိုးခုနှစ်ကိုကြည့်မယ် re ပြီးရင်သုံးကျိုးလေးကွက်ပြီးရင်သုံးကျိုးငါးကွက်နော်ပြီးရင်သုံးကျိုးလေးကွက်ပြီးရင်ငါးကွက်ပြီးရင်ခုနှစ်ကွက်ပြီးရင်ဟင်းကျိုးရဲ့ငါးကွက်ပြီးရင်ပြန်လာမယ်ဆိုတော့ဘယ်လိုလဲဆိုရင်လို့ပေါ့နော်ပြန်ကြမယ်ဖြည်းဖြည်းချင်းဒီချာချိပေးပါကွတ်တူဒီချာချိပေးပါနော်အထီးရမနော်ဆိုတော့အစကနေဖြည်းဖြည်းချင်းပြန်ကြည့်ကြည့်မယ်လိုက်ကြည့်ကြည့်ပါနော်re mi fa sol la so fa mi အထီးပေါ့နော်ခုနပြီးရင်မီပြရနဲ့ဒီကနေပြန်လာမယ်နော် re mi fa sol la so fa mi ပြရနဲ့လို့လာမယ်နော်လို့လာမယ်ဒီချာရှိပြပါ3ကျိုးရငါကွက်ပြီးရင်ခုနှစ်ကွက်ပြီးရင်သင်ကျိုးငါကွက်ပြီးရင်ခုနှစ်ကွက်ပြီးရင်10ကွက်နော် fa sol la ti do mi fa sol la re mi fa sol la so fa mi fa sol la ti do လာနော် fa sol la ti do ပြီးရင် do ti la ဆိုလို့မယ်နော်ဒီ10ကွက်ပြီးရင်ခုနှစ်ကွက်ငါးကွက်ပြီးရင်သုံးကျွေးခုနှစ်ကွက်နော်လို့
ကြည့်ရမယ်နော် soft တင်တီးကြည့်မယ်ဒီ speed ကနေပေါ့နော်အမြင်ကနေ16မျိုးကနေလို့နော်ဒေါ်တီလာဆောပြရနေညှိချိုးရငါကွက်ကနေ last of family ဒီမယ်ညှိချိုးငါကွက်ပြီးရင်3ချိုးခုနှစ်ကွက်ငါကွက်တော့4ကွက်နော်last of family ပြရတဲ့ soft family လို့ကြည့်မယ်နော်အဲ့မှာဆိုရင်3ချိုးခုနှစ်ကွက်ကနေကြည့်ရမယ်3ချိုးခုနှစ်ကွက်5ကွက်ပြီးရင်4ကွက်ပြီးရင်ခုနှစ်ကွက်ရမယ်နော်ပြီးရတယ်ဒီမှာ5ကွက်ကနေတင်မယ်3ချိုး5ကွက်ကနေfamily တော့ခုန last of family family တော့ခွာ family တော့လာပါနော်5ကွက်3ကွက်4ချိုးခုနှစ်ကွက်ပြီးရင်5ကွက်နော်ပြီးရင်3ချိုးရဲ့4ကိုတင်ကြည့်မယ်လို့လေမင်းပြီးရင်ခုနလိုလာမယ်စင်နာတော့သူကဆင်းလာတာပေါ့နော်ဒီ dot လာဆောကနေ last of family family တော့မီးတော့ဒီနော်မီးတော့ဒီ3ချိုးရဲ့ခု4ကွက်ပြီးရင်4ချိုးရဲ့ခုနှစ်ကွက်ပြီးရင်5ကွက်ပြီး4ကွက်ပြီးရတယ်လို့ပေါ့နော်ဒီတော့နော်ဒီတော့ရမယ်နော်ဒီတော့ပြီးရင်โอเคရမယ်နော်ဒီပြီးရင်3ချိုး4ကွက်ပြီးရင်5ကွက်ပြီးရင်9ကွက်4ချိုး9ကွက်နော်လို့မျိုးပေါ့နော်ပြီးရတယ်လို့တည်းခုနလိုပြန်လာမယ်အဲ့ဟာနဲ့တူတူပဲခုနစလိုပဲတူတူပဲနော်ဒီဖာဆော့ပြန်လာမယ်ခုနလို speed 16နုမှာခုနလိုပြန်လာမယ်ပုံမှန်တိုင်းပဲsorry okay ရမယ်နော်အထီးရမယ်နော်အစားကနေဖြည်းဖြည်းချင်းပြန်တီးကြည့်မယ်ဒီအစားကနေပေါ့နော်1 2 3 go ဖြည်းဖြည်းချင်းနော်ပြန်ပြပေးမယ်ပြန်နဲ့ဖြည်းဖြည်းချင်းတီးမယ်နော်ဖြည်းဖြည်းချင်းတီးကြည့်မယ်ခုနလိုပဲနည်းနည်းတော့လက်ပေါက်ခဲ့တာပေါ့နော်ဒီ spin ကြည့်ရနေရမှာဆိုရင်အမြင်ကြည့်ရနေရမှာဆိုရင်နော်နည်းနည်းတော့လက်ပေါက်ခဲ့တာပေါ့နော်အမြင်နဲ့ဆိုတော့ဒီလက်ကတက်မှရမှာပေါ့နော်တည်တက်တော့ဖြစ်ဖို့တို့ရဖြစ်ဖြစ်ချင်းလိုက်ကြည့်တော့ရပါတယ်နော်အစားကမြန်ဆရာမလို့ဖြစ်ဖြစ်ချင်းပဲလိုက်ချင်းလိုက်နော် sorry လို့ပေါ့နော်ပြရနဲ့ညှို့ရဲ့ဒီ6ကွက်ကိုလို့ဒီမဲ့ဒီကနေပေါ့နော်ညှို့ရဲ့4ကွက်ကနေ6ကွက်ကို slap တွဲရှင်းမယ်ပြီးရင်တော့ဆက်ပြီးရှိကိုတင်တော့ရှင်းမယ်ပြီးရင်လာရှင်းမယ် sorry လာရှင်းဘူးနော်6 5နော်အဲ့လိုတင်ကြ6 5ပြီး6 5ခွင်5ခွင်နော်တင်းဒီတုံးချိုရဲ့နှုတ်ခွက်ကနေလေးကိုလာဆက်မယ်ပြီးရင်5ခွက်နဲ့လေးကိုတင်တိမယ်နော်ရမလားပြရနဲ့ခုနလိုပြန်လာမယ်နော်ခုနလိုပြန်လာရဲ့
ပြီးရတယ်တင်း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 ပြီးတော့ဒီ fast pro ပြန်သွားတယ်နော်ဒီလာ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 ဝေကာ solo saba 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 bido saba 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 လို့ပြောတာပေါ့နော်ဆိုတော့ application တီးအရင်တီးပါတခါလေးမြအောင်မတီးပါနဲ့เนาะတခါလေးမြအောင်တီးရင်ဒီအခွက်ဟိုမှားတက်တာရှိရပါเนาะအဲကြောင့်မလို့ဖြစ်ချင်းတီးပါဒီဆိုလိုကတော့ဒီလောက်ပါပဲကျွန်တော် channel လေးကို like subscribe လုပ်ပေးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်tutorial လုပ်ခဲ့စေချင်တဲ့ချင်းတွေရှိရင် comment မှာခြိုက်ပေးခဲ့ပါလုံးစင်ပြကြပါစေ